လုံးပဲမင်္ဂလာပါဒီနေ့ကတော့မုကထသွားစားရတဲ့အကြောင်းလေးပြပြချင်တာလည်းဖြစ်ပါတယ်ကိုရှူတင်ပြီးတော့ပေါ့နော်နေအောင်မိုးရလည်းတဲနေတော့ဒီနေ့ထိုင်းမုကထလေးတစ်ခုစားခြင်းနဲ့ဆိုပြီးတော့ရှိုင်းနဲ့သွားတွေ့ခဲ့ပါတယ်အဲ့ဒါတော့ရတနာလမ်းမကြီးပေါ်မှာရှိနေရပဲဖြစ်ပါတယ်ထိုင်းမုကထမှာတော်တော်လေးကိုကောင်းတဲ့ဆိုင်နေရရန်ကုန်မှာတော့နည်းနည်းရှားမယ်တင်တယ်ပေါ့နော် KKS တော့ပဲ KKS ကကြတော့ luxury နည်းနည်းဆန်တာပေါ့နော်ဒီလိုမျိုး Thai vibe လေးပြင်းနေပြီးသွေးနဲ့กินတဲ့ဟာလေးကြတော့ဒီဆိုင်လေးကတော်တော် hot market တာရှိပါတယ်ဆိုင်နာမည်က hot မုကထဖြစ်ပါတယ်သူစီမှာဟင်းပွဲတွေကလည်းတကယ်လို့ဈေးတန်ပြီးတော့ပေးရတဲ့ဈေးနဲ့တန်းနဲ့ရတာလည်းရရှိပါတယ်အရေးကတော့ဒီကြက်ပြုတ်ရည်တစ်မျိုးပဲရဒါပေမဲ့သူ့အရေးလေးကတကယ်ကိုလုံးဝအရသာတခြားအများကြီးဆက်စရာတော့မလိုဘဲနဲ့ပေါ့နော်သူ့ရဲ့လုံးဝမုကထ vibe ကြက်ပြုတ်ရည်အရသာလေးပေါ့နော်လုံးဝဟင်းပွဲလေးတွေကလည်းတပွဲမှ4000 5000ငါးဆိုလို့ရှိရင်12000 seafood တွေမှာဆိုလို့ရှိရင်တော့ရေပွဲ baby octopus ရဲ့ကင်းမွန်ပြည်ကြီးငါပြီးတော့ငါးရပါတယ်ပေါ့နော်ခနန်းတော့မရအောင်ပေါ့နော်အခြား menu အခြား Thai စာ menu လေးလည်းအများကြီးရှိပါဒီတင်မော်တီတောင်လေးကတော့တော်တော်စားကောင်းပါတယ်ညီမတင်မော်တီတောင်သိရဲဆိုတော့နေရာတိုင်းမှာတင်မော်တီတောင် try နေကြဆိုတင်မော်တီတောင်လေးကတော်တော်စားကောင်းပါတယ်အမအဲ့လိုအိုးမှာအောက်ကမီးသွေးနဲ့กินပြီးရဲ့ဆိုင်နေပါရှားရပေါ့နော်ညီမမီးသွေးနဲ့กินတဲ့ရတာပိုကြိုက်တာပါပေါ့နော်အဲ့မှာ cocktail menu တွေလည်းအစုံအများကြီးရှိပါညီမကတော့အရက်ရှောင်လာတဲ့အတွက် cocktail မ try ခဲ့ပါဘူးဒါပေမဲ့ cocktail မှာအရက်မထည့်ဘဲနဲ့ဖြော်ပေးရလဲရှိပါတယ်တဲ့ပင်ဖိန်းလေးကလည်းတော်တော်ကိုတောက်လို့ကောင်းပါတယ်အခြားပင်ဖိန်းလေးနဲ့မတူပဲသူကတခြားရည်နဲ့လုပ်တယ်ထင်တယ်ပေါ့နော်rating ပြောရမယ်ဆိုလို့ရှိရင်တော့10 out of 9ပေါ့နော်သူရဲ့အချင်းလေးကလည်း3မျိုးပါပါတယ်ပေါ့နော်အချင်း3မျိုးလုံးဝအရသာကိုအဆက်ဟဲ့ကိုလုံးဝတဲ့ပြီးလုံးဝထိမိခွေပေါ့နော်သူရဲ့စီမှာရတဲ့ပစုံလုံးလေးကိုလည်း try စေချင်ပါတယ်သွားစားပြခဲ့လို့ရှိရင်ပစုံလုံးလေးလည်းတော်တော်ကောင်းပါတယ်ညီမကဝတ်သားအမဲသားရှောင်ထားတဲ့အတွက်ကြောင့်တော့ဝတ်သားကတော့မစားခဲ့ပါဘူးပေါ့နော်ဒါပေမဲ့အားလုံးကတော်တော်လေးကိုဈေးသက်ပြီးတော့သူတို့နှက်ထားတဲ့အသားနှက်လေးတွေကအစတကယ်ကိုအရသာရှိပါတယ်ပေါ့နော်ဒါ honest review ပါညီမ vlog ကလည်းမဟုတ်ပါဘူး honest review ပါကိုသွားစားပြတဲ့ဟာလေးကိုအမတ်တရအနေနဲ့ရောဒီတိုင်း vlog ရိုက်ချင်တဲ့အနေနဲ့ရောကြောင့်ရိုက်ထား honest review ပါတကယ်ကိုစားကောင်းပါတယ်အားလုံးပဲမုကထဆိုင်ကောင်းကောင်းရှာနေရဆိုလို့ရှိရင်တော့တွားပြီးတော့ညီစမ်းကြည့်တင်တယ်လို့ကြံပေးခြင်းပါတယ်ဆိုင်လိပ်စာလေးကတော့ရတနာလမ်းမကြီးပေါ့နော်ကြိုက်ကဆန်ဖျားအကျော်နာလေးမှာဖြစ်ပါတယ်ဒီလိုမိုးဝါဒီ vibe နဲ့ဒီမုကထလေးနဲ့တော့လောကအလိုက်ဆုံး